အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အသုံးများတဲ့တရုတ်စကားလုံးချို့နဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်နီးဟောက်မင်္ဂလာပါနီးဟောက်မင်္ဂလာပါရှေ့ရှေ့ကျေးဇူးတင်ပါတယ်ရှေ့ရှေ့ကျေးဇူးတင်ပါတယ်再见拜拜再见拜拜不客气ရပါတယ်不客气ရပါတယ်没关系ကိစ္စမရှိပါဘူး没关系ကိစ္စမရှိပါဘူး快点绵绵快点绵绵慢点ဖြည်းဖြည်း慢点ဖြည်းဖြည်း好的ဟုတ်ကဲ့ပါ好的ဟုတ်ကဲ့ပါ不可以မရဘူး不可以မရဘူး可以ရတယ်可以ရတယ်是的ဟုတ်တယ်是的ဟုတ်တယ်ဒီနေ့တော့ဒီလောက်ပါပဲရှင်သိချင်တာလေးရှိရဆိုရင် comment မှာ channel ခဲ့ပေးပါနော်